အားလုံးပဲမင်္ဂလာပါဓာတ်ပုံခေါ်ထားပါတယ်ဒီခုကျွန်တော်ဒီ2ပေါက်ချမ်းမှာရှိတဲ့ဒီ history brush tool အကြောင်းပြောပြမှာဖြစ်ပါတယ်ပထမဆုံးကျွန်တော်ဒီ tool လေးကိုမရွေးခင်ပေါ့နော်ကျွန်တော်ဟောဒီရဲ့အပေါ်မှာရှိတဲ့ဒီ brush tool လေးကိုကျွန်တော်လာပြီးတော့ရွေးထားမယ်ဟောဒီရဲ့ plate ဘက်မှာရှိတဲ့ဒီ layer လေးမှာလာကြည့်ပါပေါ့နော်ကျွန်တော်ဒီခု brush tool နဲ့တစ်ခုဆွဲလိုက်တယ်ပေါ့ဆွဲလိုက်တာဒီမှာ layer မှာဘာမှမပေါ်ဘူးပေါ့နော်နောက်ထပ်တစ်ခုထပ်ဆွဲကြည့်မှာမပေါ်သေးဘူးထပ်ပြီးတော့ပြန်ဆွဲကြည့်မှာမပေါ်ဘူးထပ်ပြီးတော့ဆွဲမှာမပေါ်ဘူးဒီ layer မှာမပေါ်ပေမဲ့ဒီဓာတ်ပုံမှာတော့လာပေါ်နေပါတော့အဲ့ဒီဟာကိုကျွန်တော်တို့ history အနေနဲ့တော့ကြည့်လို့ရပါတယ်အခုကျွန်တော်ဒီဘက်မှာကြည့်မယ်ဆိုရင်ဒါ history ရှိတဲ့နေရာလမ်းကြောင်းလေးပေါ့နော်ဒီနေရာလေးမှာထိလိုက်ဆိုရင်ဒါ history ရှိတဲ့လမ်းကြောင်းလေးကျွန်တော်တို့ဒီခုလိုအနေထားလေးမှာ mouse ကိုဒီလိုဆွဲချခဲ့လိုက်လို့ရပါတယ်ဒီကောင်ကဘယ်ဟာလဲဟောကျွန်တော်ချက်ချင်းတိတယ်ပေါ့နော်ဒီတစ်ခုချင်းစီလိုက်စစ်လို့ရတယ်ဟောအဲ့တော့ဒီဟာထိလိုက်မယ်ဆိုရင်ဒီမှာတစ်ခုစားဆွဲခဲ့တယ်ပေါ့နော်ဒီပထမတစ်ခါတော့ brush tool ရွေးခဲ့တယ်ဆိုတော့အနေထားလေးပေါ့ဒုတိယတစ်ခါဒီမှာလာဆွဲတယ်ဆိုတော့အနေထားဒုတိယတစ်ခုပြန်ထပ်ဆွဲတယ်နောက်ထပ်တစ်ခုထပ်ဆွဲတယ်နောက်ထပ်တစ်ခုထပ်ဆွဲပါတယ်ဆိုတော့အနေထားလေးပေါ့နော်အဲ့မှာကျွန်တော်တို့ကထပ်ပြီးတော့လာဆွဲလိုက်တယ်ဟောထပ်ပြီးတော့ဆွဲပါတယ်ပေါ့ထပ်ပြီးတော့ဆွဲပါတယ်ပေါ့ဒီမှာလာပြီးတော့ဒီ history မှာကျွန်တော်လာမြင်နေရပါတော့ဟုတ်ပြီဒီ layer တက်မှာတော့ဘာမှလှုပ်ရှားမှုရှိသေးပါတော့ထပ်ပြီးတော့ကျွန်တော်ဒီမှာလဲ1 2 3 4ကြည့်ဆွဲရင်ဆွဲတဲ့လောက်ပေါ့နော်ကျွန်တော်တို့ဟုတ်ပြီဒီဟာကို control z နဲ့တွားလိုက်မယ်ဆိုရင်ဒီတစ်ခုတော့ပြတ်သွားပါတော့ထပ်ပြီးတော့ control z နှိပ်လိုက်မယ်ဆိုရင်အစအတိုင်းပြန်ဖြစ်သွားတာဒီပုံမှာကြည့်နိုင်တယ်ပေါ့နော် control z နဲ့နှိပ်လိုက်မယ်ဆိုရင်ဖြောက်သွားပြီးတော့ control z ပြန်ထပ်နှိပ်မယ်ဆိုရင်ပြန်ပေါ်လာအဲ့တော့ကျွန်တော်အဲ့လိုမရချင်ဘူးပေါ့နော် control ဖိမယ် alt ကိုဖိမယ် z ကိုဖိမယ်ဒါဆိုရင်တစ်ခုချင်းစီသူကပြုတ်သွားမှာဖြစ်ပါတယ်ဟောထပ်ပြီးတော့ကျွန်တော်တို့ကပြန်ရချင်တယ်ပေါ့နော် control ဖိပါ shift ဖိပါ z ဖိပါဒါဆိုရင်တစ်ခုချင်းစီပြန်ပြီးတော့ရလာမှာဖြစ်ပါတယ်အဲ့တော့ဒါရက်စတိထားဖို့လိုပါတယ်အဲ့တော့ဟောဒီတူပေါက်ချမ်းမှာရှိတဲ့တစ်ခုကိုကျွန်တော်လာရွေးကြည့်ပါပေါ့နော်ဒီခုဒီဟာလေးလာရွေးပြီးတော့မှလာလောက်ကြည့်တယ်ဟောဒီမှာလာဝင်တာပဲအဲ့တော့ကျွန်တော်တို့က color ပေးချင်တယ် foreground color ပေးချင်တယ်ဆိုရင် order delete color လာဝင်တယ်ဒီလား control D နဲ့ selection ပြန်ဖြုတ်မယ်ဟောဒီတူပေါက်ထဲကနေမယ်နော်ဒီလာဆူထိုးလေးလာရွေးလိုက်တယ်လာရွေးပြီးတော့ဆွဲလိုက်တယ်ပေါ့ဟောဒါ selection ဝင်နေတယ် foreground color ထည့်ချင်တာဖြစ်တဲ့အတွက် order delete control D ဟောဒီမှာလောက်တဲ့မြတွေမှာလာဝင်တယ်ပေါ့နော်အဲ့လိုမျိုး ဒီ history မှာတော့သူကဒီအလုပ်တွေလုပ်တယ်ပေါ့တစ်ခုချင်းစီဖြတ်မယ်ဆိုရင်ကျွန်တော်ဒီအမိုက်ပုံးထဲကိုလိုလာပြီးတော့တစ်ခုချင်းစီသွားမှာနော်ဒီမှာလည်းအလုပ်လုပ်တာတစ်ခုချင်းစီလုပ်တယ်အဲ့လိုမျိုးအပီးတိုင်ဖြုတ်ရမှာပေါ့နော်ကျွန်တော်ဒီ down ထဲမှာတွေ့လားဒီနေရာလေးကိုလာမယ်ထိလိုက်ပြီဆိုရင်ဒီမှာ clean history ဆိုရှိရဒါကတော့ကျွန်တော်တို့ပြောမှဆိုရင်လာထားတဲ့မြလမ်းကြောင်းတွေဒီမှာမရှိတော့ဘူးပေါ့နော်ရှိတော့ပြီးရင်ဒီမှာဒီကောင်ကြီးရှိနေတာဒါဆိုရင်ဘာမှမရှိတော့ဘူးနော်အဲ့တော့ကျွန်တော်တို့ကဒါဆိုရင်ပုံမှန်စစဓာတ်ပုံခေါ်ထားတဲ့အနေအထားလေးဖြစ်ပါတယ်ဟုတ်ပြီကိုယ့်ရဲ့ကွန်ပျူတာလေးမှာဒီခုလက်ရှိဒီ history လေးကပျောက်နေခဲ့တယ်ပေါ့ဘယ်နာကနေပြန်ခေါ်ရမလဲဆိုရင်ဟောဒီရဲ့ window tab လေးထဲကိုလာပါအဲ့ window tab လေးထဲကိုကျွန်တော်ထိလိုက်မှဆိုရင်ဒီမှာ history ဆိုတာလေးရှိပါတယ်ဒါလေးကိုကျွန်တော်တို့ left click တစ်ချက်ထိလိုက်ပါဟောဒီရဲ့ filter တက်ထဲကိုလာပြီးတော့ကျွန်တော်တို့ဘယ်ကိုတွားမလဲဆိုရင်ဒီ blur ဆိုတဲ့ထဲကိုတွားမယ် blur ဆိုတဲ့ထဲနေကျွန်တော်ဒီဟာကို shape blur ဆိုတာလေးကိုရွေးချယ်မယ်ပေါ့နော်ဟုတ်ပြီ left click တစ်ချက်ထိလိုက်ပါအဲ့တော့ဒီနေထားလေးမှာကျွန်တော်ဒီဘက်မြင်အောင်ဟုတ်ပြီဒီမှာကတရားမှာအနှုတ်ထပ်လျှော့ကြည့်လိုက်မယ်အရန်ကြီးနေတယ်နော်ဒီအနှုတ်လေးနှိပ်လိုက်မယ်ဒါဆိုရင်ဓာတ်ပုံကိုဒီမှာကျွန်တော်တို့ shape blur ရဲ့အနေထား preview လေးကြည့်လို့ရတာပေါ့နော်ဟုတ်ပြီအမှကျွန်တော်တို့ကဒီ site ဘယ်လိုလုပ်မလဲပေါ့နော်
ကဲဟုတ်ပြီဒီလောက်လေးထားခဲ့လိုက်တယ်ဗောနော်โอเคနှိပ်လိုက်မယ်ဒီခုတစ်ခုတက်လာဗောနော်ထပ်ပြီးတော့ကျွန်တော်တို့ဒီ filter ထဲကိုပြန်လာမယ်ပြန်လာပြီးတော့ရင်ဒီ filter ထဲကကျွန်တော်ကြိုက်တာလုတ်ယူလို့ရပါဗောနော်ကျွန်တော်ဒီခု noise ကိုပြန်စမ်းကြည့်မယ် noise တွေကဒီဟာလေးကိုလာရွေးချယ်လိုက်ဗောနော်ဟိုဝင်ထားမှန်တယ်မြတ်ကျွန်တော်ဒီ history မှာတွေ့ရမှာဗောနော်အဲ့ဒီမှာကျွန်တော်ဒီဘက်တပ်ပုံလေးမြင်အောင်ဆွဲကလာရထက်ရှော့ကြည့်အဲ့တော့ပို့ပြီးတော့ရှုပ်သွားတယ်လားဟုတ်ပြီအဲ့တိုင်းလေးထားလိုက်မယ် okay ပေးလိုက်မယ်အဲ့တော့ကျွန်တော်တို့ဒီအနေထားလေးမှာကျွန်တော်တို့ history breadth tool ကိုဘယ်လိုတုံးမလဲဆိုတော့တွားရအောင်ဟောဒီတူပေါက်တွေက history breadth tool လေးကိုကျွန်တော်လာရွေးလိုက်မယ်နော်ရွေးလိုက်ပြီကျွန်တော်တို့ရဲ့ breadth size ကိုတေးထားမလားကြီးထားမလားကျွန်တော်တို့ကစားယူမယ်ပေါ့နော်ပြီးရင်ကျွန်တော်တို့ဒီဟာလေးကိုလိုက်လုပ်လိုက်မယ်နော်ဒါ history breadth tool ရဲ့အလုပ်ပုံလေးပေါ့နော်အဲ့တော့ဒီမှာကျွန်တော်တို့ breadth style ကိုပြန်ပြောင်းယူလို့ရနော်ဒီအောက်ကဟာတစ်ခုချင်းစီလိုက်ပြောင်းစမ်းကြည့်ပါနော်ဒီ breadth style မကြိုက်ဘူးဆိုရင်နောက် style တစ်ခုပြန်ပြောင်းbreadth style ကိုပြန်တေးမလား filter တက်ထက်ကဒီနေရာကိုပြန်လာမယ်ဒီထက်ကတစ်ခုခုကိုလိုက်ရွေးကြည့်ပါပါနော်ဒါတွေအကုန်လုံးလိုက်စမ်းကြည့်လို့ရတယ်ဟောဒီနေထားလေးမှာပြီးတော့စမ်းကြည့်မယ်ဘာပြောင်းလဲသွားလဲပေါ့နော်ဟုတ်ပြီဒီမှာ preview မှာတော့ပြောင်းလဲနေပြီဟိုပုံမှာတော့မပြောင်းလဲသေးဘူး okay နှိပ်လိုက်မယ်ဟောဒီပြောင်းလဲသွားတယ်နော်အဲ့တော့ image တက်ထဲကadjust ထဲကိုလာမယ် color လေးကိုကိုအောင်ကိုပြန်လာကစားယူမယ်ပေါ့နော်ကိုစင်ပြေလို့ထားလိုက်ပါနော်ဟုတ်ပြီထပ်ပြီးတော့ကျွန်တော်တို့ဒီ brush tool လေးကိုလည်းလာစမ်းကြည့်ပေါ့နော်ကိုပဲ brush tool တုံးလဲပေါ့နော်စမ်းကြည့်မယ်ဒီ brush tool နဲ့လိုက်ရှင်းကြည့်အောင် brush tool အရင်ကြည့်တော့ပြန်တေးယူဒီခုမြင်နေရတော့ brush tool လေးအလုပ်နေတယ်ပေါ့နော်အဲ့ကောင်လေးတွေကကျွန်တော်ဒီအောက်မှာကိုရွှေ့ချင်တဲ့နေရာရွှေ့လို့ရတယ်ကိုခိုင်းချင်တဲ့နေရာပေါ့နော်အဲ့ brush tool နဲ့လာခိုင်းစားလို့ရတော့ဟောဒီဒါလေးကတော့ဖြတ်တာဆိုတော့တီးပေါ့နော်ဒါကတော့ snapshot ဒီကောင်လေးကိုထိလိုက်မယ်ဆိုရင်ကျွန်တော်ဒီဓာတ်ပုံကိုကြည့်ထားပါဓာတ်ပုံပုံစံလေးကိုကြည့်ထားပါဒါမူရင်းပုံပေါ့ဒီကောင်မူရင်းပုံကျွန်တော်တို့တခုပြင်လိုက်တဲ့ပုံကကစားလိုက်တဲ့ပုံဒီဟာဟုတ်အဲ့ဒါမှကျွန်တော် snapshot ရိုက်မယ်ဆိုရင်ဒီပုံလေးကိုရိုက်သွားတာဖြစ်မှာပေါ့ဟောအဲ့တော့ဒါလေးကိုကြည့်မယ်ဒါ snapshot ရိုက်ထားတဲ့ပုံအဲ့တော့ဒီ snapshot ရိုက်ထားတဲ့ပုံကိုကျွန်တော်တို့ကပြန်ပြီးတော့ပြုပြင်လို့ရမယ်ပေါ့ဒီပုံလေးကိုပြုပြင်မယ်ဆိုရင်ကျွန်တော်တို့ဒီတိုးလေးကိုကျွန်တော်ဒီအောက်မှာလာရွှေ့လိုက်ပါဒါဆိုရင်ကျွန်တော်ထပ်ပြီးတော့ဒီပုံပြန်ပြင်လို့ရပြီပေါ့နော် image တက်ထဲကိုလာမယ် adjustment ထဲကိုလာမယ်ဒီနေရာလေးကိုလာမယ်ပေါ့နော်အဲ့တော့ဒီနေရာလေးမှမဟုတ်ပါဘူးကိုဒီ adjustment ထဲကကြိုက်တာတစ်ခုလာလောက်ပါကိုဘယ်လိုပုံစံလုပ်မလဲဆိုတော့ကိုယ့်ကိုလိုက်စမ်းယူပါပေါ့နော်မှာလောက်တဲ့ဟာဒီမှာလာပြီးတော့အတက်ဝင်တယ်ပေါ့နော်ထပ်ပြီးတော့ကျွန်တော်တို့ထပ်ကစားမယ်ပေါ့နော် image တက်ထဲရပဲ adjustment ထဲရပဲကျွန်တော်တခြားဟာတွေလိုက်ကစားမယ်ပေါ့နော်image တက်ထဲက adjustment တွေက brightness and contrast ကိုလာပြီးတော့ရေးကြည့်တော့အဲဒီ color လေးရချင်တယ်ပေါ့နော် okay နေလိုက်ပြီထပ်ပြီးတော့ဒီ filter တက်ထဲကနေကျွန်တော်ဒီတစ်ခုရွေးကြည့်လိုက်မယ်ဟောအဲ့ဒါကျွန်တော်တို့တစ်ခုခုပေါ့ဒီပုံစံလေးရွေးလိုက်မှာဟုတ်ပြီ okay ပြန်ပေးလိုက်မယ်ဒါဆိုဒီပုံစံလေးရမှာပေါ့နော်။ဘာမှဆိုရင်ဒီ
snapshot ကကြတော့ကျွန်တော်တို့ထွင်ထားတဲ့ပုံကိုဒီလိုဓာတ်ပုံရိုက်မယ်ရိုက်ပြီးတော့ကျွန်တော်တို့ဒီခုလိုမျိုးအသေးစိတ်ပြန်လာချိန်မယ်ဒါမှမဟုတ်ဘူးဆိုရင်ကျွန်တော်တို့သဘောမကျသေးဘူးဆိုရင်ပြန်ပြီးတော့ snapshot ရိုက်ယူမယ်ဒီလိုထပ်ပြီးလုပ်မယ်ပေါ့ကြိုက်ပြီဆိုရင်တော့ကျွန်တော်တို့ဒီဓာတ်ပုံကိုထုတ်လိုက်မယ်ပေါ့ထားပါတော့ဒီခုဒီဓာတ်ပုံကိုမကြိုက်သေးဘူးဒါပေမဲ့လည်းဒီ brush history tool လေးနဲ့ထပ်ဖြတ်မယ်ပေါ့နော်ဟုတ်ပြီ brush tool ကတော့ကိုကြိုက်တာတုံးပါပေါ့နော်ကိုကြိုက်တဲ့ brush tool တုံးဖြစ်လိုက်လျှောက်သုံးစမ်းကြည့်ပါနော်တခုဒီတခုတည်းပဲအတေတုံးဖို့အုံနောက်ထဲမထည့်ပါနဲ့ဘယ် brush tool ကဘယ်လိုအတုံးပြူလဲဆိုတော့ကျွန်တော်စဉ်းစားပြီးတော့လာပြီးတော့ဆော့ကြည့်ပါနော်ကိုနစ်တက်တဲ့တိုးတွေတုံးပြီးတော့ဆို move tool ပြန်လာထားပေးပါဦးအဲ့တော့ဒီ layer လေးကိုကြည့်ပါဒီပုံလေးကိုရချင်ပြီပေါ့နော်ဒီပုံလေးကိုရချင်ပြီဒီ layer လေးကတော့ခတ်နေတဲ့အနေထားဖြစ်နေတယ်အဲ့တော့တော့လေးဖွင့်လိုက်မှာနော်တော့လေးဖွင့်ပြီးတော့ကျွန်တော်တို့တာမူရင်းဓာတ်ပုံဒုတိယတစ်ခါပြင်လိုက်တဲ့ဓာတ်ပုံနောက်ဆုံးပြင်လိုက်တဲ့ဓာတ်ပုံဒီ file တက်ထဲက save တာကို shortcut key control s နှိပ်လိုက်ပါအောင်ကျွန်တော်ရွေးလိုက်ပြီးဒီသုံးလုံးနာမည်ပေးလိုက်မယ်ပြီးရင်ဒီမှာ format မှာတော့ကျွန်တော် png နဲ့ထားလိုက်မယ်ဒါမှမဟုတ် jpeg ထားယူပါဘောနော်ပြီးရင် save ဆိုတော့နှိပ်လိုက် okay ဒါတခုပြုပြင်လိုက်တဲ့ဓာတ်ပုံလေးပေါ့နော်ကျေးဇူးခရကပါဆိုင်